ငါတို့တွေဘာကြောင့်အိမ်မက်မက်ကြတာလဲလူတယောက်ရဲ့တက်တန်းတစ်လျှောက်မှာရမ်းမြအားဖြင့်6နှစ်လောက်ကိုအိမ်မက်မက်ရင်းနဲ့ကုံဆုံးစေရဆိုတာတင်တို့သတိထားမိပါသလားတချို့အိမ်မက်တွေကအရန်ပျော်ဖို့ကောင်းပြီးတချို့ကတော့ကြောက်စရာကောင်းပါတယ်ဒါဆိုငါတို့ရဲ့အုံနောင်ကဘာကြောင့်ဒီလိုအိမ်မက်တွေကိုဖန်တီးပေးနေရတာလဲအဖြေကတင်ထင်တာထက်ပိုထူးဆန်းပါတယ်ပညာရှင်တွေရဲ့အဆိုအရအိမ်မက်ဆိုတာကျွန်တော်တို့အုံနောင်ရဲ့အမိုက်သိမ်းစနစ်တစ်ခုပါပဲတနေ့တာလုံးကြုံခဲ့ရတဲ့အချက်လက်တွေခံစားမှုတွေကိုအုံနောင်ကပြန်လည်စီစစ်ပြီးအရေးမကြီးတာတွေကိုပယ်ဖျက်ပေးပြီးအရေးကြီးတဲ့အရာတွေကိုမှတ်ဉာဏ်ထဲမှာသိသိထားတဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်တစ်ခါတလေတနေ့ကုန်စဉ်းစားတဲ့အရာတွေကမိတ်ဆွေတို့အိမ်မက်ထဲမှာပါလာတတ်ကြတာပါအိမ်မက်အကြောင်းထူးဆန်းတဲ့အချက်၃ချက်ရှိပါသေးတယ်ကျွန်တော်တို့အိမ်မက်ထဲမှာမြင်မှုတဲ့မျက်နှာတိုင်းဟာအပြင်မှာတစ်ခါမဟုတ်တစ်ခါမြင်မှုတဲ့သူတွေဖြစ်ပါတယ်အုံနောင်ကမျက်နှာအသစ်တွေကိုကိုယ်တိုင်မဖန်တီးနိုင်ပါဘူးအိမ်မက်မက်နေတဲ့အချိန်မှာခန္ဓာကိုယ်ကယာယီလေဖြတ်တယ်လို့မျိုးလှုပ်ရှားမရတော့တာမျိုးဖြစ်သွားတတ်ပါတယ်ဒါဟာအိမ်မက်ထဲကအတိုင်းလဲမလို့မိအောင်ခန္ဓာကိုယ်ကကာကွယ်ပေးနေတာပါလူတော်များများကအိယာနိုးပြီး9မိနစ်အတွင်းမှာအိမ်မက်ရဲ့90%ကိုမိသွားတတ်ကြပါတယ်ဒီ၃ခုကတော့အိမ်မက်ရဲ့ထူးခြားတဲ့ဖြစ်စဉ်၃ခုပါမိတ်ဆွေတို့ရောအခုဒီမှတ်မိသေးနေတဲ့ထူးဆန်းတဲ့အိမ်မက်တွေရှိသေးလားမှတ်မိသေးတယ်ဆိုရင်မှတ်ချက်မှာပြပြပေးခဲ့ပါဦး